အားရပါရစောင့်ဆွဲပြတာတော့ဘာမှမဖြစ်သွားတဲ့ rubber and 1800A နဲ့ 1800B ဗီဒီယိုရဲ့အစမှာပြထားသလို live မလုပ်ပဲနဲ့အခုလို normal testing အနေနဲ့ပဲစမ်းသပ်တင်ပါတယ်စေးသားဘယ်လောက်ထိအစွဲခံနိုင်လဲဆိုတာသိကျင်လို့ကျွန်တော်တို့ကတော့အားကုန်လူ2ယောက်နဲ့ဆွဲပြပါတယ်ဒီ rubber ink ကဘယ်သူတွေအသုံးပြုသင့်လဲဆိုလို့ရှိရင် over print ရိုက်တဲ့သူတွေ local brand service ပေးနေတဲ့သူတွေအသုံးပြုသင့်ပါတယ်စေးသားလည်းတင်းပြီးတော့ဒီလောက်လူ2ယောက်ဆွဲဆန့်ထားတာတော့မှကွဲထွက်ခြင်းလုံးဝမရှိဘူးဆိုတော့ဒီစေးလေးကတော်တော်မိုက်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဗီဒီယိုကိုစက်ကြည့်မယ်ဆိုလို့ရှိရင် 1800A 1800B ဖြစ်တဲ့ rubber ink ကိုအသုံးပြုပြီးတော့မှကျွန်တော် local brand တွေအပြင် over print တွေ wafer 8တွေကိုရိုက်နေထားတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်လေသာကုန်းမဟုတ်ပဲနဲ့ကြောက်ပြားတို့မှန်ခင်းပြားတို့နဲ့ over print line ကို service ပေးနေညီကိုတွေအတွက်ဆိုရင်အထူးသင့်လျော်တဲ့စီလေးတစ်ခုပဲဖြစ်ပါတယ်ဒီစီလေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့တမိုင်းလန်းဆောင်က long fast မှာဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ